အားလုံးပဲမင်္ဂလာပါခင်ဗျာသရဆန်ဒူရီ channel မှနေ၍ယခုတစ်ပတ်တရက်6လ2026တနင်္လာနေ့မှနေ၍9ရက်6လ2026တောက်ကြနေ့အတွင်း9ရက်အတွင်းမှာရာနှုန်းပြည့် 100% တေချာပေါက်ထွက်ပေးမယ် break တစ်စုံနဲ့ရာနှုန်းပြည့်တေချာပေါက်ထွက်ပေးမယ်လေးလုံးခွေတစ်ခွေကိုမြစ်တာရှေ့ထားပြီးတော့တင်ပြပေးလိုက်ပါတယ် channel ကို subscribe မလုပ်ရသေးတဲ့သူများက channel ကိုတွေ့မြင်လို့ရှိရင်ဗီဒီယိုအသစ်များတင်တိုင်းမှာ channel ကိုအချိန်မီတွေ့မြင်နိုင်အောင်လို့ channel ကို subscribe လုပ်ပြီးတော့အားပေးကြဖို့အလေးနဲ့မေတ္တာရက်ခံအပ်ပါတယ်ဒရာဆန်ဒူရီ channel မှနေ၍ယနေ့ည9:00 နာရီခွဲအချိန်မှာဆိုရင်လာမယ့်တစ်ပတ်အတွက်2သိန်းနဲ့အထူးမွေးကနန်း3ခွက်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်2သိန်းနဲ့အထူးမွေးကနန်း3ခွက်ဟာဆိုရင်ပြီးခဲ့တဲ့ရှေ့တစ်ပတ်ကြာသပတေးနေ့မနေ့မှာ69တဲအောင်မြင်ခဲ့ပါတယ်ပြီးခဲ့တဲ့တစ်ပတ်ကတနင်္လာနေ့ညနေမှာလည်း35တဲအောင်မြင်ခဲ့ပါတယ်ဒရာဆန်ဒူရီရဲ့အောင်မြင်မှုကိုသိရှိခြင်းနဲ့ဆိုရင်ဒရာဆန်ဒူရီ channel ကိုတွေ့မြင်တဲ့သူတိုင်းက subscribe လုပ်ပြီးတော့ဒရာဆန်ဒူရီ channel ရဲ့ခေါင်းစဉ်အောက်မှာရှိတဲ့ short video မှာရှာဖွေ၍တွားရောက်ကြည့်ရှုနိုင်ပါတယ်ဆိုတဲ့အကြောင်းကိုသတင်းကောင်းပါလိုက်ပါတယ်ခင်ဗျာယခုတစ်ပတ်အတွက် 100% ထွက်ပေးမဲ့ break ကတော့16 break တစ်စုံကိုမွေးမြူရမှာဖြစ်ပါတယ်ယခုတစ်ပတ်အတွက် 100% ထွက်ပေးမဲ့အခွေကတော့6ခွန်8ကိုအပူးပါအခွေပဲဖြစ်ပါတယ်ဒရာဆန်ဒူရီရဲ့3ရက်အတွင်းမှာအနည်းဆုံးတစ်ခွက်ထွက်ပေးနေတယ်အထူးမွေးကနန်း6ခွက်ကိုရယူလိုပါကဒရာဆန်ဒူရီရဲ့Viber နံပါတ်သို့လူကိုယ်တိုင်ဖုန်းဖြင့်ဆက်သွယ်ရေးဖြစ်စေ Viber မှာတဆင့်ဖြစ်စေဆက်သွယ်ပြီးတော့ရယူနိုင်ပါတယ်ဆိုတဲ့အကြောင်းကိုလည်းသတင်းကောင်းပါလိုက်ပါတယ်ဒရာဆန်ဒူရီရဲ့ 100% မွေးကနန်း6ခွက်ဖြင့်3ရက်အတွင်းမှာတစ်ကြိမ်ကံကောင်းခြင်းတွေကိုအမြဲတမ်းရယူပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ယခုတစ်ပတ်အတွက်ဒရာဆန်ဒူရီရဲ့3ရက်အတွင်းမှာအထူးမွေးကနန်း6ခွက်ကိုမြစ်တာလက်ဆောင်အနေနဲ့တင်ပေးလိုက်ပါတယ်တနင်္လာနေ့မှာစရေးဗုဒ္ဓဟူးအတွင်း3ရက်အတွင်းမှာဗုဒ္ဓဟူးမကျော်အထူးမွေးကနန်း6ခွက်ဖြစ်ပါတယ်ယခုကဲ့သို့အထူးမွေးကနန်း6ခွက်ကိုဒရာဆန်ဒူရီမှာအမြဲတမ်းထုတ်လုပ်ပေးလျက်ရှိပါတယ်မည်သည့်နေ့မဆိုအထူးမွေးကနန်း6ခွက်ကိုတောင်းယူသည့်နေ့မှစ၍လာမည့်3ရက်အတွင်းမှာမွေးနိုင်ပါတယ်ကစားနိုင်ပါတယ်ဆိုတဲ့အကြောင်းကိုလည်းအသိပေးတင်ပြလိုပါတယ်အထူးမွေးကနန်း6ခွက်ကိုမြည်ကဲ့သို့မွေးမြူရမည်ဆိုတဲ့စနစ်ကိုလည်းဒရာဆန်ဒူရီမှာအလင်းသိတဲ့အခါမှာဒရာဆန်ဒူရီရဲ့ပုံသေးနည်းစနစ်ဖြစ်တဲ့ 1.5 ဇာတိုးလိုက်နည်းဖြင့်3ရက်အတွင်းအထူးမွေးကနန်း6ခွက်ကိုမွေးမြူရမှာအရင်နည်းနဲ့တေချာပေါက်အမြတ်ရရှိစေဖို့အတွက်ကိုအလေးနဲ့ထားပြီးတော့တင်ဆက်ပေးဦးမှာဖြစ်ပါတယ်အားလုံးသောကြည့်ရှုနေကြသူဒုတိဝါနာရှင်ပရိသတ်အပေါင်းအားလုံးတို့သည်ကိုယ်စိတ်နှဖျားကျန်းမာချမ်းသာကြပါစေဒရာဆန်ဒူရီရဲ့3ရက်အတွင်းမှာတစ်ချိန်ထွက်တဲ့ 100% ဝေကနန်း6ခွက်ဖြင့်ကံကောင်းခြင်းတွေကိုအမြဲရယူနိုင်ကြပါစေဒရာဆန်ဒူရီမှာပေးသောကဏ္ဍများဖြင့်ကံဆက်၍အမြဲတမ်းငွေကြေးလက်လာပါများကိုရရှိကြပါစေအစဉ်ပြေနိုင်ကြပါစေလို့ဆုတောင်းပေးဖြင့်ဒရာဆန်ဒူရီမှာတင်ဆက်မှုကိုရန်နာလိုက်ပါတယ်